ခွင့်ပြုပါဗျာကိုကဒီအချိန်မှာဒီအရာအတွက်အကောင်းဆုံးလိုချင်လို့အကောင်းဆုံးပေးဆက်နေပါလေအတိတ်ကံဆိုတဲ့အရာတွေကြောင့်ကိုပေးဆက်တဲ့လောက်ပြန်မရတာတွေကဖြစ်တင်ပါသလားရှင်ဗျာဒီလိုဆိုအများစုပြောနေကြတဲ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတဲ့စကားကအနာဂတ်အတွက်သာရည်ညွှန်းတဲ့စကားပါလားဖေဟာပစ္စုပန်ကိုတဲ့တဲ့ရှုပါဆိုတဲ့စကားအတိုင်းဆိုအတိတ်ကံဆိုတာကိုထဲ့မစင်စားပဲကိုမျောလင့်တယ်လို့မရရှိတဲ့အခါစိတ်ကိုဘလို့ပြင်ဆင်သင့်ပါတယ်လေဖေဟာသူဟာမိကွန်းရောသွားတယ်ရောနေပါတယ်ဖေဟာသူမိကွန်းကြီးဟုတ်အဲ့တော့ဒီခွဲပြီးပြောမယ်လေရတယ်အဲ့တော့ဟိုလှုပ်တလောက်မရတဲ့ဟာကိုသူပထမတစ်ချက်ပေးတယ်လို့ထင်တယ်မှန်လားပါဗျာလှုပ်တလောက်မရဘူးပေါ့လေကိုအများကြီးပေးဆက်ထားတယ်ပြန်မရဘူးဆိုတာမျိုးပေါ့ဆိုတော့အဲ့ဒါကဦးဇင်းတို့အဘိဓမ္မာထဲမှာကုသိုလ်22ပါးရှိတယ်ကုသိုလ်22ပါးเนาะအဲ့တော့မဟာကုသိုလ်ရှိတယ်နော်မဟေကုကုသိုလ်တွေရှိတယ်နောက်မက်ကုသိုလ်ရှိတယ်အဲ့တော့ဒီကာမကုသိုလ်နဲ့မဟေကုကုသိုလ်တရားတွေကပိဿုပံမှာအကျိုးပေးပေမဲ့လည်းပဲမတိတာအောင်ဒါပေမဲ့အပြင်ကအတိတ်မှာကျတော့အနာဂတ်မှာဆိုရင်တော့ထင်ထင်ရှားရှားတိတာတယ်ပေါ့နော်ဒီကုသိုလ်ကောင်းမှုကြောင့်လူတုဂတိပေါ့နော်ကောင်းတဲ့လူဘဝနတ်ဘဝတွေကိုရရှိတယ်ဒါထင်ရှားတယ်ပိဿုပံမှာကုသိုလ်လုပ်လိုက်တဲ့ကြောင့်ရလာတဲ့အကျိုးကြတော့တိတ်မထင်ရှားဘူးဖြစ်နေတာမှန်ပါအဲ့တော့မထင်ရှားတဲ့အခါကျတော့သတိမထားမိဘူးပေါ့နော်သတိမထားမိလိုက်မနေ့ကဦးဇင်းတို့ပြောတယ်လေဒါနလုပ်တယ်ဒါနရဲ့အကျိုးကိုလက်ငင်းပြပါဆိုရင်နံပါတ်1အနေနဲ့ကဲဒါနလုပ်တဲ့အတွက်ကြောင့်နံပါတ်1ကိုစိတ်ချမ်းသာတယ်ဒါလက်ငင်းပြနိုင်တဲ့အကျိုးတရားပဲလေနော်သူတို့လိုချင်တယ်လို့မျိုးထီပေါက်တာတွေဘာညာတွေလိုချင်တာဟုတ်သူတို့ကနော်မဟုတ်ဘူးသူကအဲ့ဒါတွေကတော့ဒါမသေးချာဘူးပေါ့နောက်ဘဝလည်းဖြစ်ရင်ဖြစ်မှာပေါ့ဒါကာလတစ်ခုကြာတယ်မှန်ပါပါဗျာကာလတစ်ခုကြာတယ်အဲ့တော့ဒါနလုပ်တဲ့အတွက်ကြောင့်နံပါတ်1အနေနဲ့ကိုစိတ်ချမ်းသာတယ်ပြီးရင်ဂုံတင်ကောင်းတဲ့ဂုံတင်တွေထွက်တယ်ပြီးရင်ပဝန်းကျင်ရဲ့ရှစ်ခင်မေတ္တာကိုရတယ်ဒါနတရားဘယ်လိုလို့ပရိသတ်ကိုစီယုံတဲ့အခါမှာ၄မျိုးရှိတယ်အဲ့မှာနံပါတ်1ဒါနထိတ်ဆုံးကပါတယ်အဲ့သင်္ဃဝိတ္ထု၄ပါးအဲ့တော့ဒါအနာဂတ်ဘဝတွေခဏထားအောင်ဒီလူတယောက်ကိုစီယုံရင်ဆင်းမယ်ဆိုဒါနနဲ့စပြီးဆင်းရတာပဲလေအဲ့ကြောင့်ဒါနရဲ့လက်ငင်းရနိုင်တဲ့အကျိုးတရားတွေပဲပေါ့အဲ့ဒီလိုပဲသူတို့သတိမထားမိလို့ပြောချင်တာကကိုလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုဒီကိုမသိလိုက်ပဲနဲ့ပေးဆက်နေတာရနေတာတွေရှိတယ်သတိမထားမိလို့ရနေတာတွေရှိတယ်အဲ့တော့ထင်းထင်းရှားရှားခုနကလို့လောကီစီစဉ်တွေဘွားကနေရလာမလားဆိုတဲ့အတွေးမျိုးတွေးလိုက်လို့ဒီမိကုန်းထွက်လာတဲ့ပုံစံမှန်ပါပါအဲ့တော့ချက်ချင်းတိတိတတ်တာပေးတာကတော့ဦးဇင်းတို့မနေ့ကပြောတဲ့အကာလီကောနော်မလေးပါဆိုတော့ချက်ချင်းကိုအကျိုးပေးတယ်နော်နောက်ဘဝမဆောင်တော့ဘူးသူကတော့အခုမရရင်အခုဖို့တန်းရမှာအဲ့တော့အခုချက်ချင်းအကျိုးပေးတဲ့ဟာမျိုးလုပ်ချင်ပါတယ်ဆိုတော့တရားရအောင်အားထုတ်ပဲချက်ချင်းအကျိုးပေးမှာမှန်ပါပါဗျာအဲ့တော့မဟာကုသိုလ်တို့မဟေကုကုသိုလ်တို့ကြတော့သူကပိဿုပံမှာလည်းအကျိုးပေးတယ်ဒါပေမဲ့မတိတာဘူးပေါ့နော်အနာဂတ်မှာဆိုတော့ထင်ရှားတိတာတယ်ပေါ့မှန်ပါပါအဲ့လိုမျိုးပါဟုတ်အဲ့တော့ဒါနဲ့သူမိကုန်းထဲမှာပထမအကြောင်းအရာလို့ထင်တယ်မှန်ပါပါဗျာဒုတိယတစ်ခုကဒုတိယတစ်ခုကသူကပိဿုပံကိုတဲ့ရှုပါဆိုတဲ့စကားအတိုင်းဆိုရင်အတိတ်ကံဆိုတာကိုထဲ့မစင်စားပဲကိုမျောလင့်တယ်လို့မရရှိတဲ့အခါစိတ်ကိုဘလို့ပြင်ဆင်သင့်ပါတယ်လေဗျာတော့ပိဿုပံတဲ့ရှုပါဆိုတာဝိပဿနာနေရာမှာသုံးတဲ့အမျိုးကိုဆိုလိုတာပါဟုတ်ရောနေတာပေါ့နော်ဝိပဿနာနေရာမှာသုံးတာအဲ့တော့ကိုမျောလင့်တယ်လို့အစင်မပြေဘူးဆိုတဲ့အခါမှာအကြောင်းမညညွတ်ဘူးပဲစဉ်းစားရမှာပဲနိဦးဇင်းတို့ဟိုအလုပ်တစ်ခုကိုလုပ်ပြီးတဲ့အခါမှာအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာကအကြောင်းတစ်ခုတည်းမဟုတ်ဘူးပဋ္ဌာန်းနည်းအရာကသူကအကျိုးတစ်ခုအကြောင်းများစွာလို့ခေါ်တယ်မှန်ပါပါနော်အကျိုးတစ်ခုအကြောင်းများစွာအကျိုးတစ်ခုရလာဖို့အတွက်ကအကြောင်းတွေအများကြီးဖန်တင်းရတယ်ဥပမာဦးဇင်းတို့အခုတန်ဃာတော်တွေတရားတော်မတွေဆွန်းလောင်းတယ်ယဟန်တော်တွေကတပိတ်ထဲကိုဒီဆွန်းလေးရောက်လာဖို့အတွက်ကသူ့နောက်မှာအကြောင်းတွေအများကြီးရှိတယ်မှန်ပါပါယဟန်တွေမျက်စိထဲမှာတော့ငါတို့တပိတ်ထဲဆွန်းရောက်လာတယ်စားလိုက်တာလွယ်လွယ်ကူမဟုတ်ဘူးဒီဆွန်းတစ်လုံးဖြစ်လာဖို့အတွက်ကအကြောင်းတွေအများကြီးရှိတယ်လေသမားကြီးတွေဘက်ကစကြည့်မယ်လေထုံရမယ်ပေါင်းချင်းရမယ်မျိုးပြိုးကျဲရမယ်စိုက်ရမယ်ရိတ်ရမယ်နော်တနင်းကောက်နေတလင်းလဲရမယ်ဒီစပားလေးဆန်လေးတစ်ခုဖြစ်လာဖို့အတွက်အဲ့ဒါတွေကိုရောင်းချမယ်တရားဓမ္မတွေကဝယ်မယ်ချက်ပြုတ်မယ်ပယ်လာရမယ်ဘုန်းကြီးတွေလောင်းမယ်ဆိုတော့အဲ့တပိတ်ထဲကိုဆောင်းရောက်လာဖို့အတွက်နောက်မှာအကြောင်းတွေအများကြီးရှိတယ်အဲ့ဒါစာပေထဲမှာအနေကတတကမ္မဆိုတာအလုတ်ပေါင်းမြောင်များစွာနော်အဲ့ဒါမြတ်စွာဘုရားကလူတွေရဲ့ဒီနောက်ွယ်ကအကြောင်းတရားကိုသိတဲ့အတွက်ကြောင့်အဲ့မှာဘုဒ္ဓတာတစ်ခုကဝိနည်းတစ်ခုဘုရားရှင်ပြညတ်ထားတာလေးရှိတယ်ပုံမှန်ဆိုရင်ရဟန်းတော်များသည်ဦးဇင်းတို့အကက်မခံဘဲနဲ့ဖုံးပြီးလို့မရအောင်အကက်ခံပြီးမှဖုံးပြီးသုံးဆောင်ရတယ်အကေဒီကဓမ္မတွေကဆွန်းလောင်းတဲ့ခါမှာတဲ့ဆွန်းမှိတ်သွားတယ်တပိတ်ကနေချော်ကျပြီးအောက်ရောက်သွားတယ်အဲ့ဒါဆိုရင်ရဟန်းတော်တွေကောက်စားလို့ရတယ်သူအဲ့လိုဝိနည်းတစ်ခုရှိတယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီဆွန်းလောင်းတစ်ခုဖြစ်လာဖို့ရဲ့တန်ဖိုးမြတ်စွာဘုရားသိတယ်
အလုံးအများကြီးပါတယ် မှန်လား အဲ့ဒီအလုံးကြောင့်မြတ်စွာဘုရားကယဟန်တော်တွေအဲ့ဒါကောက်စားလို့ရတယ်ဆိုခွင့်ပြုလိုက်တယ် တတ်မဖြစ် ဟုတ်တယ်အဲ့တော့ပြောချင်တာကဒီတစ်ခုအကျိုးတစ်ခုဖြစ်လာဖို့ဒါအကြောင်းတွေအများကြီးရှိတယ်အဲ့တော့ကို့မှာအကြောင်းမစုံသေးလို့နားလဲရမယ်ခုနကသူပြောတဲ့ဥစ္စာကလေ သူမေးချင်တာသူအခုဂယုဆိုင်ပြီးပေးဆက်နေရတာနဲ့အခုမရဘူးဆိုတော့အဲ့ပေးဆက်မှုကြီးကအနာဂတ်ကြမှာရမှာလားဆိုတော့ကာမတက္ကရာတမဒိဋ္ဌိကိုလည်းတန်တရားဝင်တဲ့သဘောပေါ့နောက်ဒုတိယမေကုံကပိစုပန်တဲတဲ့ရှုဆိုတာဝိပဿနာဘက်ကစကားကိုဒီနယ်မှာယူသုံးလိုက်တယ်လို့တော့ဖြစ်သွားတာပေါ့ဗျာ အဲ့ဒါ तू စိတ်ဘယ်လိုထားမလဲလို့ तू မေးထားတာပါလို့လေအဲ့ဒါစိတ်ဘယ်လိုထားမလဲဆိုခုနကလို့အကြောင်းမညညွတ်သေးဘူးပဲစဉ်းစားလို့ရမှာပေါ့နော် မှန်လား အကြောင်းမဆုံးသေးဘူး तू စူးစမ်းနေဆိုဥပမာဦးဇင်းတို့တရားအထုတ်တယ်လေတရားအထုတ်နေအခုချိန်ချင်းမဖို့ရတာမှမဟုတ်တာကိုတရားနီးလန်းလဲမှန်ရအောင်မယ်ပုံကိုမှပါရမီလဲရှိရအောင်မယ်ကိုရဲ့စူးစမ်းအထုတ်မှုကလည်းလိုသေးတယ်နော်အစသည်ဖြစ်ပေါ့တပ်ပါရမှတ်သားမှုတွေကအများကြီးထက်တွေ့ရသေးတာအဲ့ဒါကြောင့်အဲ့လိုတခါတလေငါစူးစမ်းတာဘာလို့မဖြစ်တယ်လဲလို့မေးရင်အကြောင်းမညညွတ်သေးလို့ပေါ့ဒီလိုပဲဦးဇင်းတို့ဖြေသိရမှာလေနော်ဒီဟာတွေကလုံးဝအလဟတ်ဖြစ်သွားတာတော့မရှိဘူးလေ မှန်လား အလဟတ်ဖြစ်သွားတာတော့မရှိဘူးပေါ့ဟုတ် သူအဲ့မေကုံကပိစုပန်ကိုတဲတဲ့ရှုပါဆိုတဲ့စကားအတိုင်းဆိုရင်အတိတ်ကံကိုထည့်မစင်စားပဲကိုမျောလင်းတယ်လို့မရရှိတဲ့အခါစိတ်ကိုတော့ပြင်ဆင်ရပါသလဲ အေးဟုတ်ပါပြီဗျာတတရားမေကွန်မေးလျှောက်ခွင့်ပြုပါဗျာဘုရားတပည့်တော်ကယဟန်ကျင့်ဝတ်နဲ့တော်တော်မညီတဲ့ဘုန်းကြီးတွေယဟန်တွေတွေ့ရင်ကြည်ညိုစိတ်မထားနိုင်တဲ့ထဲမှာပါနေပါတယ်ဗျာသင်္ကန်းဆိုတဲ့အရာရဲ့ကြီးမြတ်မှုကိုလည်းခွဲမမြင်နိုင်ပါဘူးဗျာပုထုဇဉ်လူသားဆိုပြီးပဲမြင်တော့တာပါဗျာဒီလိုစိတ်ဖြစ်ပေါ်လာတဲ့အခါတပည့်တော်မှားပါသလားဖေ။ငရဲကြီးနိုင်ပါသလားဖေ။ အဲ့တော့စောစောကဖြေလိုက်တယ်လို့ပေါ့မကြည်ညိုုံနဲ့တော့အကုသိုလ်ဖြစ်သေးဘူးပေါ့ကြည်ညိုစရာမကောင်းလို့မကြည်ညိုတာလေကွာကြည်ညိုစရာမကောင်းလို့မကြည်ညိုတာကအကုသိုလ်မဟုတ်သေးဘူးအဲ့နောက်ဆက်တွဲအနေနဲ့တွားပြီးတော့ပြင်မလိုက်ရင်တော့ဝစီကံနဲ့ပြင်မမယ်ကာယကံနဲ့ပြင်မမယ်ဆိုတော့ဒါအကုသိုလ်ပဲလေ မှန်လားပါ နော်ဟိုတီလာမရှိလို့ပြင်မကောင်းတယ်လို့စာထဲမှာမလာဘူးတော့ဒုတ်တီလာကိုလည်းမပြင်မကောင်းဘူးလေပြင်မရင်အကုသိုလ်ပဲလေ မှန်လားပါဖေ။ တီလာရှိသူကိုပဲဖြစ်ဖြစ်တီလာမရှိသူကိုဖြစ်ဖြစ်ပြင်မလို့ကိုမရတာပြင်မရင်ဒါအကုသိုလ်ပဲသင်္ကန်းကိုယူသေးခိုင်းတာမဟုတ်ဘူးဒါပြောနေတာကဦးဇင်းတို့ခါတိုင်းလည်းပြောနေကြအိမ်မှာမွေးထားတဲ့တရိစ္ဆာန်လေးတစ်ကောင်တော့မှဒေါသစိတ်နဲ့ခြေထောက်နဲ့ကန်လိုက်တာအကုသိုလ်ပဲလေဟုတ်လားတရိစ္ဆာန်မလို့ကန်ကောင်းတယ်ဆိုတာမရှိပါဘူး မှန်လား တရိစ္ဆာန်လေးလူနဲ့ချင်းကြည့်မယ်ဆိုရင်အစင်တက်အများကြီးနိုင်တယ်ဒါပေမဲ့တရိစ္ဆာန်နဲ့တော့ပြင်မလို့မရအောင်တရိစ္ဆာန်ကိုသွားပြီးတော့ဒေါသနဲ့သွားဆဲနေတာဒါအကုသိုလ်ပဲ မှန်လားပါ ဒေါသနဲ့သွားကန်လိုက်နေတာအကုသိုလ်ပဲလေဒါကြောင့်ယဟန်တော်တွေဆိုဝိနည်းတော်ရတရိစ္ဆာန်ကိုနာအောင်ကြည့်အောင်မလုပ်ရဘူးလေအဘက်တင်တယ်တရိစ္ဆာန်ဆဲနေအဘက်တင်တာပဲယဟန်တော်တွေမှာဆိုဝိနည်းနဲ့ကန်ထားတာရှိတယ် မှန်လားပါ အဲ့တော့သောတော့ကကြီးညိုစရာမကောင်းလို့မကြီးညိုတာကအကုသိုလ်မဖြစ်ပါဘူးမပြင်းမမိအောင်ပဲဂရုစိုက်ပါနောက်တစ်ခုကအကုန်လုံးကိုရောပြီးတော့ဝလုံးသိမ့်ကြုံပြီးတော့မပြင်းမမိစေနဲ့ဘာဖြစ်လို့လဲဆိုတော့ဝိတာခါကိုအတူယူ မှန်လားပါဗျာ နော်ဝိတာခါလို့ဆိုလို့ရှိရင်ဒါသောတာပန်ဖြစ်ပြီးသားပုဂ္ဂိုလ်ဖြစ်တယ်သူ့လက်ထက်တော့ကလည်းမကောင်းတဲ့ရဟန်းတော်တွေအများကြီးရှိတယ်သူတွေ့ရတယ်သူရိုးရိုးသေးသေးပဲသွားချောက်ပါတယ်ကြီးညိုစရာမကောင်းတဲ့ရဟန်းတော်တွေနဲ့တွေ့ရင်ရှင်များဒါမသိတော့ဘူးဖြစ်မလုံးသိဘူးဖြစ်သွားချောက်တယ်ဒါပေမဲ့တန်ဃာတော်တွေကိုသူမပြင်းမပါဘူးကြီးညိုမပြတ်ပါဘူးမသိတော့တာတော့သွားပြောတယ်ပြင်သူတန်ခါခုံကိုသူတို့ကနားလည်ထားတဲ့ပုံကိုယ်တွေမြင်တဲ့ကြောင့်ဟိုကောင်းတဲ့ပုံကိုယ်နဲ့မကောင်းတဲ့ပုံကိုယ်ခွဲခြားနားလည်တယ်အဲ့တော့တဘာမကောင်းတာနဲ့အကုန်တန်ခါတို့တစ်ခုလုံးမကောင်းဘူးဆိုတဲ့အမြင်မျိုးကဝိသခါလုံးမှာမရှိဘူးဆိုတော့ပုံကိုယ်နဲ့တန်ခါကိုခွဲခြားနေတယ်လို့ပြောတာနော်ဒါကြောင့်ဦးဇင်းတို့တဘာမကောင်းတာနဲ့တန်ခါအလုံးကဒီတိုင်းပဲလို့မပြမသိမှာဘူးလို့နော်